ထိန်သိမ်းမျှဝေနန်းစင်မွေမဟာဂီတအစီအစဉ်ကနေစောင့်စားအားပေးနေကြတဲ့ချစ်ပရိသတ်ပေါင်းကျက်တည်မင်္ဂလာဖျားဖျားနဲ့ပြည့်စုံကြပါစေရှင်ဒီကနေ့တင်ဆက်ပေးမယ့်တေးသချင်းကတော့စန်းစန်းတင်စားကြညောင်အစချီမိုးပွေယူရယာဖြစ်ပါတယ်ရှင်နန်းဆောင်တော်ထဲမှာတယောက်တည်းရှိနေရတဲ့မင်းသမီးလေးရဲ့ညင့်အခါမိုးလီများတီးထန်စွာရွာသွန်းပြီးမိုးချုံတန်တို့ဖြင့်တုံလှုပ်စွန့်ရွံ့မွဲခံစားချက်ဖြစ်ပေါ်ရပုံအနီးအနားတွင်အဖော်ပေါင်းမရှိဘဲအထီးကျန်သည့်ခံစားချက်အားငယ်မှုတို့ခံစားရပုံချမ်းစိတ်အေးမြလွန်းတဲ့အတွက်ခြုံလွှာဖြစ်ထွေးပါတော့လေမနှွေးနိုင်ပဲအိတ်ဆက်၍ပင်မပျော်နိုင်ပုံထိုသောစိတ်ပင်ပန်းမှုများကြောင့်စိတ်သောကများပွားများလာရကတယောက်ဒီငိုကြွေးရပုံတို့ကိုဂယုဏသက်ဖွယ်ရေးဆက်ဖွင့်ွယ်ထားတဲ့တေးသချင်းတစ်ပုဒ်ဖြစ်ပါတယ်ရှင်။ဇုံစည်းအမျိုးအစားဖြင့်တိခတ်ဖုံပေါ်ရတဲ့ရိုးရာသချင်းတစ်ပုဒ်လည်းဖြစ်ပါတယ်။နားဆင်ခံစားအားပေးကြပါစို့လားရှင်။
Sa